ငါဘာတိုင်းနဲ့ငါစိတ်တယ်လည်းညစိတ်တယ်လည်းလေးပါရဲ့ဟိုသွားလည်းပြောဒီသွားပြောအပြစ်တွေပဲလိုက်ပြောနေတာနေမစင်းသားကြီးလေမင်းနဲ့သွားတိုက်ပါရဲ့ဆိုနေမှာမှန်ကြည့်ပြီးရင်းနေပါဆိုငါနှစ်ဘက်ကျဲ့သွားရဲ့ဝဲငါဒီလိုမတိုက်လို့ဒီလိုကြီးတိုက်ရမှာလားမဲ့ပြီးမှပါရအောင်မဒီလိုလေးနဲ့ပြစီကြောင်ရိုက်ခံလိုက်ရလေငါအခုအဲ့လိုမဟုတ်တော့တိလားငါဖားသားကြီးကြောင့်ငါနောကျင်နေပြီနော်ဟိုတမီးကမှရိုက်ခံလိုက်ရတယ်ဖားသားကြီးကြောင့်ဘလို့နောကျသွားတော့ငါဖားသားကြီးကြောင့်ဘလောက်နောကျင်လဲဆိုတော့ငါအခုဆိုရင်ဘယ်သွားပါလို့ဘလောက်ဖဲတောင်းငါရဲ့ဖားသားကြီးကအကုန်ပြီးအဲ့လာကိုနောကျင်ရတိလားဟုတ်လို့လားနေမရိုင်းစမ်းကြည့်ပါလားအခုဘယ်နေရာသွားမှလဲသွားကြိတ်တဲ့နေရာသွားငါဘာမှမဖြစ်ဘူးဖားသားကြီးကြောင့်ဘလို့နောကျအောင်လုံးမလဲပြောပါဟမ်ဒီတိုင်းတော့မရဘူးလေငါ့ကိုဆီယာမလို့ခေါ်လိုက်နင်ကလည်းတူချင်းအောင်မရပါဘူးနော်ပညာဆိုတာလက်ကမ်းမရဘူးသိလားအေးပါဆီယာမကောင်းခေါ်ဆီယာမအေးအဲ့လိုမှပေါ့လာငါနဲ့ဖားသားကြီးကြောင့်ညောစီသွားပြင်ပေးမယ်ခဲ့ဟုတ်ပြီလေဆိုင်ရကြီးပဲဒါလေးတင်မင်းခေါ်လာလားငါ့ကိုခေါ်ပြီးရိုက်ဖြုတ်တာလားဘယ်ကဒါဆိုင်ကြီးတလောက်ဈေးမကြီးဘူးငါပြတ်မယ်လားနင်မျိုးလိုက်ခဲ့သိကြရနော်သိကြတယ်သိကြနေကလည်းတွေ့မမေမီနုကက်အာကျမဘုံမဟုတ်ကျမဘုံကဒီမှာအဲ့ဒါတယောက်ကျန်ခဲ့တဲ့ကျမတောင်းတာမီနုကက်ကျမဘုံမဟုတ်ဘူးကျမဘုံကဒီမှာမီနုကက်နဲ့မာရမဟုတ်ဘူးတက်ပလက်နဲ့မာရတာဟန်တီအဲ့တော်တော်မနေတော့နေရဖာသားကြီးကြောင့်နောကြည့်ရှင်လို့လိုက်လာတီမှန်နေဖားသားကြီးကြောင့်နောချင်လို့ပဲဒီမှာဖားကန်ကော့ဒီမှာမျိုးစုံမဲလေဘာဆိုင်လို့လဲဆိုင်နာဘောနေရဖားသားကြီးအတွက်ဒီဖားသားလေးကိုဝယ်သွားပြီးနိဖားသားကြီးဒီဖားသားလေးကိုပါစတဲ့ချိန်နိဖားသားကြီးကနေပဲကျိုးကလေးဝါပြီးဒီဖားသားကြီးကိုကြိုက်ပြီးနိကိုလည်းဖားသားကြောင့်နောချင်ပြီးကြောင့်ဒါပဲဟင်းနင်းဟာလေအေးပါဟဲ့မန္တလေးမြို့59လမ်း39အိမ်တောင်မှာဖွင့်လှစ်ထားတဲ့ Kung Fu Force ဆိုတဲ့ restaurant လေးမှာဖားသားတည်တံ့စားခြင်းသူရဲ့အတွက်ဖားကန်ငေါအပြင်အခြားသောအရသာရှိတဲ့မီနူးအစုံနဲ့ဟင်းပွဲများရရှိတယ်လို့နေရာထိုင်ခင်းတန်ရှင်းကျယ်ဝန်းပြီးတော့ဈေးနှုန်းချွတ်သားရဲ့အတွက် Kung Fu Force restaurant ကိုလာရောက်စားသုံးကြည့်ဖို့အတွက်ဖိတ်ခေါ်ပါရစေနော်